ကျွန်တော်တို့အခုပြသပေးမှာတော့စားသောက်ဆိုင်တွေမှာအခွန်အခဘယ်လိုကောက်ခံလဲဆိုတဲ့ tax setting လေးပဲဖြစ်ပါတယ် tax လေးဖန်တီးပါမယ်ခင်ဗျာ tax name လေးပေးပါမယ်အခွန်နှုန်းကတော့ 5% ဖြစ်ပါတယ် add to the price လေးကိုရွေးပါမယ်ခင်ဗျာ apply to item ဆိုတာလေးတွေရှိပါတယ်ဒီကနေပြီးတော့လည်းတစ်ခါတည်း apply လုပ်လို့ရပါတယ်နောက်ပြီးတော့မှပဲဒီ library item တွေထဲမှာလည်းတစ်ခုချင်းစီ apply လုပ်လို့ရပါတယ်ခင်ဗျာအဲ့တော့လောလောဆယ်တော့ create လုပ်ပြီး save လေးအရင်လုပ်လိုက်ပါမယ်အဲ့တော့ကျွန်တော်တို့က tax setting လေးထည့်ပြီးတဲ့နောက်မှာအခွန်ကောက်မဲ့ item တွေကိုပေါ့နော်ကျွန်တော်တို့က tax လေးတွေဖွင့်ပေးပါမယ်ဥပမာ owner cost လေးကျွန်တော်တို့အခွန်ကောက်မယ်ဆိုရင်ဒီ government tax 5% လေးပုံပေးပါမယ်လိုဟင်္ဂါလေးကိုလည်းအဲ့လိုပဲပုံပေးပါမယ်အသစ်ထည့်တဲ့ item တွေမှာလည်းမိမိတို့က tax ကောက်မယ်ဆိုလို့ရှိရင်တစ်ခါတည်း tax လေးကို on သွားပေးလို့ရပါတယ်ခင်ဗျာtax setting လေးကိုထည့်ထားရဲဆိုရင်အလိုလျောက်အခွန်လေးတွေကောက်သွားမှာဖြစ်ပါတယ်ခင်ဗျာ